လူတယောက်ဟာသူ့အခန်းထဲကနေထွက်လာပြီးနောက်သမီးဖြစ်သူရဲ့သူငယ်ချင်းယောဂချစ်နေတာကိုရုတ်တရက်မြင်သွားပါတယ်သူဟာရှက်ကိုရှက်ကန်ဖြစ်ပြီးမျက်နှာကိုခြေအိတ်နဲ့ချက်ချင်းအုပ်လိုက်ပါတယ်အန်နာကသူဘာလုပ်နေတာလဲလို့မေးတဲ့အခါဂျွန်ကခြေအိတ်နမနန်စစ်ဆေးနေတာပါလို့ညာပြောလိုက်ပါတယ်လူစီကသူ့ကိုအတစ်တဆုံလဲဖို့ပြောခဲ့ပါတယ်အဲ့ဒီနောက်ရေသွားတော့ဖို့လုပ်ပေမဲ့လူစီလမ်းမသွားတာကိုကျွန်တော်တိထားမိလိုက်ပါတယ်တကယ်တော့လူစီဟာပြင်းထန်တဲ့မှတ်ဉာဏ်ချုပ်ရင်းမှုဝေဒနာခံစားနေရပြီးသူဘာလုပ်တော့မယ်ဆိုတာကိုခဏခဏမေ့သွားတတ်တာပါမကြခင်မှာပဲသူတို့၃ယောက်အတူတူနေလေစားကြပါတယ်လူစီကပန်းကန်ဘသူစင်းမလဲဆိုတာဆုံးဖြတ်ဖို့6စက္ကန့်စက်ကူကကြေကစားနေကစားဖို့အကြံပြုပါတယ်ဂျွန်ကချက်ချင်းသဘောတူလိုက်ပြီးပထမပတ်မှာလူစီနိုင်သွားပါတယ်အဲ့ဒီနောက်ဂျွန်ကအန်နာကိုဘာထုတ်မလဲလို့မေးပါတယ်အန်နာကကကြေလို့ပြောတာကြောင့်ဂျွန်ကတမင်တက်စက်ကူထုတ်ပေးလိုက်ပေမဲ့အန်နာကကြောက်ခဲထုတ်ထားတာကိုတွေ့လိုက်ရပါတယ်သူမရဲ့မှတ်ဉာဏ်ချုပ်ရင်းမှုယောဂပြန်ထလာပြီးဘာထုတ်ရမှာလဲဆိုတာမေးသွားခဲ့တာပါအဲ့ဒီနောက်အန်နာပန်းကန်စင်းနေတော့သူမရဲ့အင်ဂျီဘော်ကိုရေတွေမတော်တဆဆင်သွားခဲ့ရင်မဲ့ဂျွန်ကသူမရဲ့အတွင်းခံကိုမြင်သွားခဲ့ပါတယ်သူဟာရှက်ကိုရှက်ကန်ဖြစ်ပြီးအိုးတွေကိုခေါင်းနဲ့လိုက်ကအစားတောက်ဖြုံးတီးတာဟာရှက်စရာကောင်းတာမို့ထမင်းလုံးတွေကြံသေးလားစစ်ဆေးနေတယ်လို့မျိုးဟန်ဆောင်လိုက်ပါတယ်အန်နာကတော့အင်ဂျီကရေတွေကိုညှစ်ထုတ်ပြီးပန်းကန်တွေကိုစစ်ဆေးနေခဲ့ပါတယ်မကြခင်မှာပဲအန်နာဟာဂျွန်ရဲ့ဆိုင်မှာအချိန်ပိုင်းလှုပ်လာလုပ်ပါတယ်တန်ရှင်းရေးလုပ်ပြီးနောက်နားဖို့ဂျွန်ကပြောပေမဲ့အန်နာကဂျွန်ရဲ့ပေါင်ပေါ်ကိုတိုက်ရိုက်ထိုင်ချလိုက်ပါတယ်ဂျွန်ကြီးကျယ်လန့်သွားပါတယ်အန်နာဟာဂျွန်အဲ့ဒီမှာထိုင်နေတာကိုမေ့သွားခဲ့တာဖြစ်ပါတယ်သူမကဂျွန်ကိုချက်ချင်းတောင်းပန်လိုက်ပါတယ်ဒါပေမဲ့စားပွဲပေါ်ကပန်းကန်ခွဲရောက်တွေအားလုံးမရှိတော့တာကိုဂျွန်သတိထားမိသွားပါတယ်အန်နာကတင်းလိုက်ပြီးလို့ရှင်းပြပေမဲ့ဂျွန်ကအဲ့ဒီစားပွဲကိုဖောက်တီတယောက်ကြိုတင်မှထားတယ်လို့ပြဩပါတယ်စားပွဲပြင်နေတော့မှပဲသူမဟာတရုတ်သူတွေကိုမတော်တဆချက်ပစ်လိုက်မိပါတယ်ဂျွန်ကကောက်ပေးဖို့ချက်ချင်းငိုးလိုက်ပေမဲ့အန်နာရဲ့ရင်ဘတ်ကိုမတော်တဆမြင်သွားခဲ့ပါတယ်သူဟာရှက်ကိုရှက်ကန်ဖြစ်ပြီးမျက်နှာကိုပန်းကန်ပြားနဲ့ချက်ချင်းအုပ်လိုက်ပါတော့တယ်